ဟိုကလူကြီးနော် ကိုရေလောက်ထား ပါတော့ဟာကိုရဲ့လော်ရနော် ဂျိုကာရတယ်ဟာ အိုးကိုရီးယား1ပါပဲ ဝါပါလေဟာဒန်စစ် ဒန်ဒါဆိုပလာနှစ်ယောက်ပလာအမလီနှစ်ယောက်ပလာ dance ကမှာနော်သင်ကမှာနော် ရောကာပြည့်ပြပြောင်းနေတယ် အင်္ဂလန်လည်းခုတလုံးသွင်းသွားပြီကိုရီးယားအပေါ်စီးရပါမသိဘူးပွဲလုံးဒါပေမဲ့ဒီအားလေးလှည့်တဲ့ပေါ်တော့နည်းမူတီယိုးမယ်ပေါ့နော်ဒီအန်သာရုံးလေးလှည့်ပြီးတော့ဒါကြားတဲ့ပုံမှန်လည်းမူတီယိုးမယ်ဒါပေမဲ့အခုတော့သုံးဝက်လိုက်ပါလှည့် lady first ကန်ကောင်းပါနေတော့ ရောအော်အမှတ်40ပါအမှတ်40ပါ ဟာရောင်းတယ် ဟုတ်ကဲ့ပါကဲအဲ့ဆိုရင်ကဲနောက်တစ်ယောက်ကြာပြီပါ40ပဲအော်နှစ်ယောက်လုံး40ပါနော်နှစ်ယောက်လုံး40ပါဒါတော့ဘာလို့40ဖြစ်လဲဆိုတော့ကျွန်တော်တို့ကအခုပွဲပထမပိုင်းမစခင်မှာအမှတ်ကိုတယောက်100တိရှိပါတယ်ဒါကတော့သူတို့တယောက်40နှုတ်ခံရတဲ့အတွက်60ပဲကျန်မှာတော့တယ်နောက်ဆုံးဒါအမှတ်နဲ့သုံးသူကတော့ဒါရှုံးမှာပေါ့နော်လာပြီ Audience choice ပါဒါအဲ့ဒါပဲ easy ပါကိုပရိသတ်ရွေးချယ်ပေးတာတော့လက်ခံတယ်နော် easy ပဲ ဒါပေမဲ့ပြောလို့ပြောလို့ပေါ့ကိုရီးနိုင်ငံလည်းတစ်နေ့တစ်ချိန်ချိန် ကဘာလား ဒီလိုကန်ခွင့်ရခဲ့ကိုရီးလည်းလုံးဝအပိနေမိပါဒီလိုမျိုးသိရ အော်ကဲကိုchance တခုရှိသေးတယ်ဒါလေးလှည့်လိုက်လို့ဒါ reverse တွေပါဖြစ်မယ်ဆိုရင်ဟုတ်လဲပေးရလဲရမှာဒါပေမဲ့ခဏပါဘလို့သွားမှာအလှည့်ကဒီလိုသွားမှာလားဒီလိုသွားမှာလား ဒီလိုသားလိုက် အဲ့လိုသွားမှာ reverse တစ်ပတ်ကြာပါဟုတ်တယ်ဒီလိုသွားမှာဟဲ့လေနောက်ပြန်ကြာမှာလေ အရင်နဲ့ လှည့်သွားအကုန်လှည့်သွားပြီသူတို့အမှတ်40ဒီမှာ Orient choice ဒီမှာ Orient choice နှလုံးမိုက်ပြီးတယ်ကိုမညစ်နဲ့ကိုမညစ်နဲ့ reverse ဆိုမဟုတ်ဘူးလေဒီဘက်ကလေပြောင်းမြန်ကိုဒီလိုအတဲ့လေ ဒီဘက်ကိုရောက်သွားတယ်။ရောက်ပြီးတော့ तू က reverse လိုက်တယ် အေးကွာဟုတ်သားပဲ ရှင်းမဲ့ ဟေးမြင့်မြောက်နော် ကိုနှလုံးမိုက်ပါ copy cat ဒါဘလို့ဖြေဖြေ အဖြေဒီအော်ဟုတ်တယ်ဒီဘက်အဖြေတဲ့အဖြေကိုယူရမှာပထမဆုံးမေးခွန်းရဲ့โอเคဒါမေးခွန်းမလာသေးဘူးရအေးစေးပဲဒါကြီးကဝတ်ထားလိုက်တော့ရပြီလဲစရာမလိုတော့ ကိုဖြေဖြေကဒီနေ့အေးကြည့်ပဲဘုရားမပေါ့ဖြေတော့ကွာကိုရလောဆယ်ဘာကြည့်ရမလို့ကဲကမဖလာရွေးထိုင်ကြည့်နေတော့ အခုဒါ live stream ညီကိုလေးဘယ်သိန်းအားပေးလဲဘာလဲညာလဲပေါ့ဒါကျွန်တော် Facebook ကကြီး TikTok ကကြီးကျွန်တော် YouTube ကကြီးဒါမင်းကလို့ရတယ် fashion ကို ဂျုံကာဝတ်စုံနောက်ထိ like ဖတ် ဂျိုကာတော့ဒီနောက်ကကာဆိုတော့ရောကာလားဘာအရှင်းတွေပါဘောဖောက်ကာရ ဆိုရ ပါလား ရ ယူဝိုင်းအဲ့ဒါဟိုတပတ်ဟိုအဲ့ယူဝိုင်းနေနေပဲလေးတက် နှစ်ခေါက်ဆုံးကောင်းဖြစ်သွားပြီနော် အဲ့လောက်နဲ့တော့အဆင်မပြေဘူး ဒါကျွန်တော်တို့ watch long ရဲ့ပထမဆုံး fever ကိုကပ်ပွဲပေါ့နော် ဟုတ်ပါရှင်ကျွန်တော်တို့တောက်လျှောက်လဲပေါ့နော်တကယ်ပွဲကောင်းလေးတွေကိုဒါ ရှိပြီပါပဲ ရှိနေပါသေးတယ်အဲ့တော့ပရိသတ်တွေအကုန်လုံးဒီလို watch long လေးကိုအားရပါရကြည့်ရှုခံစားကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကိုစီလို့ဒါ subscribe လေးလုပ်ထားပေးပြီးတော့ဒါ Facebook မှာလည်း like and share လေးလုပ်ပေးလို့ရပါတယ်ရှင် တဲလီ အဲ့ဒီ group straight လောက်ပါပဲသူကနည်းနည်းအဆင်ပြေတော့ပါနေတယ် ပြောပါ ရှုံးထားရှင်းနေတာရတယ်ဟောတိုင်းပါ ကိုဖေတုံးတက်တာဆိုအစပိုင်းမှာဆိုကုန်မှန်နော် နိုင်ဟုတ်တယ်နောက်အပြားပဲရှိဘူးလား ရင်းနေငါတို့မှာ format လုပ်နေတာရဲ့လားအော်ဖေးလာနေတယ်ရှင်ပွဲကိုထားခဲ့လိုက်တယ်ဒီပွဲကဒါအသစ္စာ โอเคโอเค အစ်စ်မှတ်ပြီး ကိုဖေဖြေပါလောက်ပါ star အလောကကိုပေါရ အဲ့လိုပါပဲဘောလုံးပိုင်ဆိုင်မများတာဒါပေမဲ့နောက်ဆုံးနိုင်သွားတာပဲ နိုင်ပါလားဒီရော နိုင်ပါပဲကြည့်ရပါ ပေါ်လူကြီးနဲ့ရမယ်တော့ အဲ့ကြောင့်အရင်တစ်ဖက်သက်ဆန်သွားပြီအာဂျင်တီးနားဖန်ကြီးပြောတော့ကြောင့်အရင်တစ်ဖက်သက်ဆန်လို့ခံစား ဟုတ်တကယ်ပါစိတ်ရင်းနဲ့ပြောတာတကယ်ပေါ်လူကြီးလူစင်းကိုကြည့်ပြီးတော့ပြောတာ ညံကဲအဘွားရေးပေးမိတော့ ပထမရက်လက်1-1ပဲ 1 စီပဲတော့ 1 စီပဲ 1 1 စီ စီ ပဲ ပဲ ဒုတိယပိုင်းတော့1 မဟုတ်2ကတော့ပြန်ဖြစ်နိုင်တယ် လောဆယ်တော့ ဒီကတော့ဝင်ရလုံးသိန်းလား အဲ့မလွယ်ဘူး ဒါပေမဲ့1စီလောက်ပဲမှန်းထားတယ် အင်္ဂလန်နောက်တန်းနဲ့ ရတယ်လို့ပြောမှာ ဒီမှာအဲ့အောင်ဇွဲရံဖြေတဲ့ဟာကိုကိုဖေကအဲ့အောင်အဲ့ဖြေပြီးပါမှာ ဟုတ်တယ် ငါပြီးပြီဗောနေရပါပြီဟိုဒီကရှောက်ပြီးနေမှာ ပြန်ပြီးတော့ရနိုင်တော့ ဒီမိုင်းဘယ်လောက် short အမှန်က ဟာလေ ရဆက်ဆက်ရဆက်ဆက် ဟိုဒီဒီရလေးလေး20 short 20 30သိတယ်သိတယ်သမီးပြောတာ
ဆရာနည်းနည်းများနေဟေးဟေး ဟိုပါပြီ what the ဘာတော့ ချိုးဟုတ်ပါဘူးရောင်ရလိုက်ရလိုက်ရောင် ဘာလောက်တာတော့သစ္စာဖောက်သွားပြီသစ္စာဖောက်သွားပြီ တာကူရရဲ့ တော်တော့မတာကူ ဒါနော်လုံးဝ အဲ့ဒီချက်သွားအဲ့ဒီပြန်ချက် ဒီမှာညဟိုပေါ့ ကိုရီဘက်လို့ထင်ခဲ့တာ မချသွားတာအဲ့မှာအဲ့ကောင်းလိုက် ဒါဒါ အင်ပိုစာပါနေရမှာ အော်ကောင်းလိုက်တာ မဟုတ်ဘူးအဲ့ဒါဒီနောက်တန်းကသိချာမထိန်တာ သိတာမသိကြိုက်မှာကြိုက်ဘူးနောက်ပွဲကိုမှာတာပြီပဲ ကိုတက်ပြီးပြောလိုက် ကွင်းနောက်ကွင်းလေကွင်းရှည်အကုန်လုံးပတ် အကုန်လုံးပတ်ခံပေးပါ ဒီမှာညဟိုပေါ့ ကိုရီဘက်လို့ထင်ခဲ့တာ မချသွားတာအဲ့မှာအဲ့ကောင်းလိုက် ဒါဒါ အင်ပိုစာပါနေရမှာ အော်ကောင်းလိုက်တာ မဟုတ်ဘူးအဲ့ဒါဒီနောက်တန်းကသိချာမထိန်တာ သိတာမသိကြိုက်မှာကြိုက်ဘူးနောက်ပွဲကိုမှာတာပြီပဲ ကိုတက်ပြီးပြောလိုက် ကွင်းနောက်ကွင်းလေကွင်းရှည်အကုန်လုံးပတ် အ ခံ ကုန်လုံးပတ်ခံပေးပါ ဘာမွဲလဲကြိုပြောလိုက် အဲ့ဒါဆိုရင်တော့ကိုပြဲသည်အားပေးတဲ့အတင်းအားမပေးဘူး ဟုတ်တယ်မှန်တယ် ထားကြကုန်တယ်နောက်လည်းထားကြကုန်တယ် ဟဲ့ပါလေဟိုပါလေဝက်ကက်လည်းပြီးတော့မခုံမပြောနေဖြစ်ကုန်ကြတော့ စောင်းဝင်လာတယ်စောင်းဝင်လာဘာမပြောဘူးလို့ နည်းနည်းချင်းပဲဆိုင် ခေရင်ရဟုတ်လားကွာကပောင်လားမငကိုဆက်တာရဲ့ စမပြေတော့ ဘာဖြစ်နေလဲ ကိုတဲ့ကိုကြိုင် ပြေတော့ကြားစင် လူနေတယ်ကိုတဲ့ကို ကြားစင်မကြားစင် အမှတ်တူနေစုံစမ်းကြီးချလိုက်ပါညအမှတ်တူနေဘယ်သူဘက်ကမှန်းဆို အော်ချင်းကျွေးတော့ဒီတော့တော့ချင်းကျွေးတော့မနေနဲ့ငုံနေအရင် မရတယ်ကဲကွာရတယ်ကဲကွာဆွေးဆုံးရအကာမျိုးဆုံး ဒီကောင်းနေတာငါ ညပညာကျောင်းစင်းလေ သူရတော့တချင်းဆုံးလာကလာ စောင့်နေကြတယ် ဩလန် တခါစောလိုက်တခါစောတင်လိုက်တော့ညာတွင်ချင်းပဲ ဩကာ မဒီ live stream မှာစော့ပြအောင် တူရမှာမလို့ ဟိုရရပြိတ္တာဒါပဲကြည့်ချင်တာလေညာမှာအဲ့ဒါလေး ရာကလိုက်ပါ ကဲအဲတိုင်းလေးမှာပြိသက်တွေကြည့်လေနေတိုင်းရှိအောင် ညာကြည့်ပြီးကလည်းရ ဟမ် ဟာ ဟမ် ကြံကြောင်းတယ် ဟာကဲဟုတ်တယ်ဗျာဟုတ်နေ ရပြီရလာတယ်အကိုလည်းရုပ်ခ တင်ဟိုရာမလေးတော့တင်နေ ကဲအဲ့ဒါဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ လို့မရဘူးလေ့ကျင့်ရတယ် တော်တော်လှပါရဲ့နော်အဲ့တော့ဒီလားဝိုင်းလားဟောစုံစမ်းသိပါဆိုဒီလိုစုံစမ်းသိကိုမေ့တာ ဘတ်ဆော့ဝဲလားဘတ်ဆော့3တာ 3ပေါ့မဟုတ်ဘူးခေါင်းထဲဆိုကျွန်တော် 3ကောက်ကြုံ 3 ဟုတ်တယ်ဗျာ ဟုတ် အေးတကောက်နိုင်ပါ යි 3 အိုးနိုင်ပါပြီးပါပြီ ရ အေးမရလေ ရှုံးอ่ะ အရင်မွေးဘူးလား ဒီမတာရဲလဲပဲ လူနဲ့ပါ ကြည်သွားနိုင်သေးတယ်ဝေးရမှာ သဘောတူလား အဲ့ဒါ तू ကဝတ်တော်မွေးလိုက်ရ မဝဲလိုက်ရပဲကြည်သွားမှာပေါ့ သွားနိုင်တော့ ပြိတ္တတွေကဝိတ္တလေးကြီးနေတာပါတဲ့တောင်းဆိုတာဟုတ်ပါတယ်ဟုတ်တယ်မလားဟုတ်တယ်တဲ့ ဝတ်ရအောင် ဖြစ်ပါဘူး အဲသဘောတူလားရင်းလဲမှာ မလဲတော့ဘူး အရင်ဝခိုင်းမှာနော်အဲဘုမအောင်အရင်ဝခိုင်းပါမယ်အရင်ဝခိုင်းပါပါ ဟိုရရအေးဝပြီး ဟောဝေးတပတ်လောက်တော့လဲလိုက်အောင်ပေါ့ ဒီဘက်လောက်လက်အလှပြရမယ်လေပြိတ္တတွေကတောင်းဆိုနေပြီမှာဩ အော်ရတလန်ထိ ဒီလားဝိုင်းလားဟောစုံစမ်းသိပါဆိုဒီလိုအဲစုံစမ်းသိကိုမေ့တာ ဘတ်ဆော့ဝဲလားဘတ်ဆော့3တာ 3ပေါ့မဟုတ်ဘူးခေါင်းထဲဆိုကျွန်တော် 3ကောက်ကြုံ 3 ဟုတ်တယ်ဗျာ ဟုတ် အေးတကောက်နိုင်ပါပြီ 3 အိုးနိုင်ပါပြီးပါပြီ ရ အေးမရလေ ရှုံးอ่ะ အရင်မွေးဘူးလား ဒီမတာရဲလဲပဲ လူနဲ့ပါ ကြည်သွားနိုင်သေးတယ်ဝေးရမှာ သဘောတူလား အဲ့ဒါ तू ကဝတ်တော်မွေးလိုက်ရ မဝဲလိုက်ရပဲကြည်သွားမှာပေါ့ သွားနိုင်တော့ ပြိတ္တတွေကဝိတ္တလေးကြီးနေတာပါတဲ့တောင်းဆိုတာဟုတ်ပါတယ်ဟုတ်တယ်မလားဟုတ်တယ်တဲ့ ဝတ်ရအောင် ဖြစ်ပါဘူး အဲသဘောတူလားရင်းလဲမှာ မလဲတော့ဘူး အရင်ဝခိုင်းမှာနော်အဲဘုမအောင်အရင်ဝခိုင်းပါမယ်အရင်ဝခိုင်းပါပါ ဟိုရရအေးဝပြီး ဟောဝေးတပတ်လောက်တော့လဲလိုက်အောင်ပေါ့ ဒီဘက်လောက်လက်အလှပြရမယ်လေပြိတ္တတွေကတောင်းဆိုနေပြီမှာဩ အော်ရတလန်ထိ သူနဲ့မှသွားလိုက်တာအဲ
လူစားတော့ပါတယ်ရေဘက်ပါ စာသားလေးရတယ်နည်းနည်းစားတယ် အာပကံဒီမီးပုံးမြန်နေပဲသွားစီးတယ် ဆိုတော့ဘိန်းကလေးလို့ အိမ်မှာနေကောက်စီးလိုက်ရတယ် ဖြစ်တာချစ်စေရလေ မင်းလို့ဆိုတာသူတို့လည်းလိုက်တယ်ဗျ အဲ့အမပေးနေတာဆိုတော့အမ40လောက်ယော်တော့ သူင်းနေကြလုံးမနော်မကြိုက်ဘူးအဲ့ဒါโอเคမဟုတ်ဘယ်သူမှမလဲရသေးဘူးဘယ်သူမှမလဲရသေးဘူးအဲ့တော့ခုဘယ်သူရင်လဲ ကြောက်လဲလိုက်ပဲလေ အေးโอเคရတယ် အဲ့ငါးစီလာတော့ကြိုက်တယ်လို့လေ ဘယ်သားဆိုရင်ဟိုဘက်ရောက်အောင်တောက်ပြင်ဒီလိုလာမှာလေ ဒီလိုလားအကိုက reverse ထိုက်ထိုက်သူစီရောက်ပါ ဟုတ်တယ်ဟုတ်တယ် အိုး ဟုတ်တယ်နော် ဟုတ်တယ်နော် အဲ့လိုရောမအေးဝင်းမလုပ်နဲ့ စီစဉ်မစီစဉ်ပါတော့ နေတော့ဒီဘက်ကြာရင်ငါထားပြန်ပါ ကျွန်တော်ဒီစီစဉ်ကနေနှုတ်ထွက်တယ် တော့တယ်တော့လုပ်ပြပါ တော့ရပေါင်းလိုက်ပြီးတော့ reverse နဲလေးမြင့် ဒါကျွန်တော်ပထမဆုံးမိကုန်းကိုဒါကျွန်တော်ရွေးပေးတဲ့အရာပဲယူရမှာပါနော်အကုန်လုံးဒါ3ယောက်ရွေးပေးတဲ့အရာယူရမှာโอเคအဲ့ဒါကိုလှည့်ပါ နဲမကဲ ဖုန်းပွိုင်တော့မကြပါဘူး ဖူးပွင့် reverse time ဒီအယူရမှာ အိုးကြီးอ่ะ ကိုရဒီဘက်ရောက်သွားပြီသူ့ဟာကြီးတော့မှာ မဟုတ်လေကဲကို reverse တာလေကဲကိုက reverse တာဆိုအခုအမှဆင်းလိုက်သွားရင်လူသွားကြတာကွာအဲ့တော့ဒီလိုဆိုတဲ့အတွက်နောက်ပြန်ဆုတ်လိုက်တဲ့အတွက်ဒီကောင်ကဒီကိုရောက်သွားမှာပါကဲဟဲ့ဒီအဲ့ကန်ကောင်းတာဟုတ်တယ် လူသွားလားဒီ အဲ့တော့ဒီဝိဆောင်ကကဲကိုချီရောက်မှာ ရောက်သွားပြီရင် ဟောဒီလိုလေးကို အေးကိုပြည့် reverse ဆိုရင်တော့ကိုပြည့်ကြီးအဲ့ဒါရောက်ပြီ ဟေးတဲ့ ဟာကြီးရော ကျန်နိုင်ဘူးဒါတော့ကဲဟုတ်တယ်ဟုတ်တယ် ကိုဖေးစီမှာဖြစ် မဆောက်တယ်ပြောတာ အဲဇာတာတော့ ဘူးမကြောက်အောင်လုပ်တာကိုပူဆိုးသွား ဟေး reverse အော်ရောင်ရေးကန်ကောင်းသွားတာအဲ့ဒါကြောင်ပြင်းနေတူတူပဲနော်ဒါကတော့ကန်တရားတော့မဟုတ်တော့နော်ဒါကိုရဲ့အားပေးတဲ့ ဆန်းပြီးတော့တစ်ချက်လောက်ပြန်လုပ်ကြည့်ပါကို အဆန်ဆန်ဆန် တစ်ချက် အဆန်တွေ့လားအဲ့ဒါကြောက်ပါ ဒါမယ် အေးဒါမှန်ပြနော်အဲ့ဒါကြောက် ဒါအဲ့လိုစိတ်ကတိကောက်ဖြစ်တော့လှည့်ပြလိုက်တကယ်တော့အဲ့အန်စာမှာဝိဇ္ဇာပဲအဲ့ဒါခောက်တဲ့နေ အဲ့ဒါဝိဇ္ဇာ လူသားတော့ဝိသားပဲလား ဝိထားတာလေပကြည့်ကိုကိုအဲ့ဒါဝိဇ္ဇာမဲကြောင် ရှုံးဖောက်တာရှုံးဖောက်ရုပ်ပဲ အဲ့ဒါမှဝိဇ္ဇာ မွေးအောင်လှိမ့်နေလေအမဒါကြောင့်မဲနဲ့ဆိုင် မဲနဲ့ဆိုင်ပါလားမဲကြောင်ဖြစ်အဲ့ဒါမှတော့ဝိဇ္ဇာ အန်စာမှာတော့ဖမဒီဝဲမှာတော့လေရှောင်းသွားသေးတယ် လာပါဦးမဲနောက်စီစဉ်နေအဲ့ဒါတော့ revenge ကြီးပဲကြာလို့ဒုက္ခရအောင်လေ အဲ့တော့ကြားဖို့ကဒီလိုပဲများတယ် အဲ့လိုပဲများတာကိုစဉ်းစားကြည့်အဲ့လိုပဲများတာကိုဒီကောင်ကြီးရတယ်တဲ့မင်းနိုင်အောင်အခုဒီမှာကြည့် အဲ့အာမှုတူနဲ့ဆိုင် အခုတော့နေဆိုင်တာလားဟုတ် တီချင်းလို့မရဘူးကိစ္စတွေကြာဟုတ်တယ်နော်ဒီလိုကြီးကြာတယ်ဒီလို လူတိုင်းဒီလိုပဲကြာတာဒီဘက်နဲ့ဒီဘက်ကိုပထမဆုံးတစ်ခုကိုကြာအောင် orient choice ဒီတော့ဒီလိုကြီးကြာပထမဆုံးမှလဲတာဒါကြာ တော့စင်ပြေ ပြော တယ် ပြ ဒီ ဒီ ဟာ နာ ကြာ ဒီနားတွေဘာတွေမှာရေးထားတော့ဒီလိုကြာကြာ လူကအဲ့လိုဖြစ်နေတာ ဒီနားတွေမှာဘယ်တော့မှမိမမရဘူးလို့ ဟုတ်လားရေးတာအဲ့လိုကြာဖြစ်နိုင်တယ်ဖြစ်နိုင်တယ်အဲ့တကယ်ကန်စိုးဆုံးလို့ပြောလို့ရမယ်ဟုတ် မကန်တော့လူနာမနေမကန်အောင်ဆိုးရတယ် ဟုတ်တယ် ကန်သွင်းလူနာသူ့ကြီးကလက်စင်လွှဲတာအမွေးရ ဟုတ်တယ်ကျွန်တော်ကန်ကောင်းလို့လေ ဟုတ်ခုနကဆိုလဲမဲနိုင်တဲ့အချိန်မှာကိုဖီရိုက်ပြီးတော့ကဲကုန်လိုက်တာဟုတ်တယ်မလားအဲ့ချိန်မှာတစ်ခါလည်းလိုမျိုးကြာ တန်းကြလား ဟုတ်တယ်ဟုတ်တယ် ဟုတ်တယ် ဒီတဲ့အစ်တွေဒီတဲ့ မကျင်တတ်တာဘယ်လဲရလဲမသိနော် နောက်နေကိုပြေးသေးတာမနေတော့ဘူးလို့ မနေဘူးနေရရင်တော့နည်းနည်းခွာမရမယ် ဟုတ်ပြီဟုတ်နောက်တစ်ခါကျရင်ကြည့်လိုက်နောက်တစ်ခါကျရင်အဲ့တိုင်းပဲကြည့်လိုက် အဲ့တော့လည်းမကိုပြေးသေးကိုတကားရှိတယ် ပြောမှဒီရလာပြောလိုက်မယ် အဲ့သူနေ့တွေပါလောင်းမှာပါအာဂျင်တီးနားတွေပါလောင်းမှာအဲ့နေ့ကျရင်တော့တီးပြီနော်ပွဲပွဲကောင်းလေးတွေတော့ပို့ပြီးတော့နော်ဒါရွေးပြီးတော့ကျွန်တော်တို့ဒါဝက်ရှောင်းလေးလုပ်ပေးပါမယ်အဲ့ကျရင်လာပြီးကြည့်ရင်လည်းကျွန်တော်တို့နဲ့တူတူရှင်းပါမယ် ဟုတ်ပါတယ်အဲ့တော့ဒီလိုပွဲလေးလို့ channel လေးရနေပြသွားပေးမှာဆိုတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင် page လေးကို like and share လုပ်ထားပေးလို့ရပါတယ် ဟုတ်ပါတယ်ဆိုကဲပြောရင်းဆိုရင်လည်း ရေခဲရပါပြီရှင်ဟုတ်ကဲ့ ကဲဒါကျွန်တော်တို့ရဲ့ပွဲလေးပြန်စပါပြီအဲ့တော့ပထမဆုံးမင်းကတော့အေးကလေးဖေဖေးမမလေးဖရဲဆိုနေပဲမမလေး အော် ဖရဲဆိုနေပဲမမလေး Oh my god 45မိနစ်မှာပြန်စားတာ46မှာသွင်းသွားတာ အင်ပိုစာတစ်ချက်တော့သွားဖြစ်နေတယ်အင်္ဂလန်သွင်းလိုက်တာ အင်္ဂလန်သွင်းလိုက်တာ မလုပ်ပါနဲ့မလုပ်ပါ အဲ့ရင်ဝယ်ထားတော့အင်္ဂလန်နော်2ယောက်ကနော်မူးမပါပါ လဲလိုက်တော့လေနည်းနည်းဟိုမှာဖြစ်သွားတာကိုပြေးရေသွားတောက်တာလားနည်းနည်းနင်သွားတယ်ထင်တယ် နော်အောင်းနေသူတွေချီရ ငါလည်း ဝေးလေးဝေး မရိုင်းနိုင်ရမရိုင်းနိုင်ရ အော်စတာပါလား စတာပါ တိုင် အေးပါတွေ့မယ်မကန်တာအင်္ဂလန်မို့လို့မကန်တာ အင်္ဂလန်နာမည်ကြီးနေရတဲ့ ဟုတ်တယ်နာမည်ကြီးထမင်းကနာမည်ကြီးထမင်းက မင်းမငက်ပါဘူးမနိုင်နေရလေ နေအောင်နေဘယ်မမီသေးဘူးအိုးအိမ်ကြီးကဘယ်လိုဖြစ်နေတာလဲဟာအိမ်ကြီးကပိုးသွားနေ အဲ့ဒီကျခဲနဲ့ထူတိုင်းလား အိမ်ကြီးက သူကနန်းတန်းသားတွေနဲ့ပတ်သက်ပြီးတော့တခုခုတော့ရှိပုံ ရှိ ရ တယ် ပါ သွင်းနိုင်ဖို့ဆုံးဖြစ်နိုင်တော့ အာပြောလဲမဖြစ်နိုင်ဘူးဆိုတာကြီးပဲ ဟုတ်တယ်ဟုတ်တယ် နေပါဦး pressure ပေးတယ် ဟောအိမ်ကြီးကြီးရရင်အိမ်ကြီးကြီးအရန်စုတယ်နော် အိမ်နည်းချင်းဆိုပေမဲ့လည်း အေးအေးရီတိုင်းသူလေးက
အေးအမမဖြစ်နိုင်ဘူးအာ ဖြစ်နိုင်ရောလေနော်မှန်တာပဲ ဟိုဒါကိုဖျက်ဝေးရမယ်နေရောက်လာတော့ပါ ပါတယ် ဟိုအဒီလီနိုင် ဟိုဒီနာအိမ်မှာရှိတယ်အခုမနက်နိုင်ပြီးရတယ်ဝစ်ပြီးတော့အဲရပ်ဘောက်6ပတ်နေတာ ဟာအဲ့လို ကျော နော် င်းတော့ပတ်တော့ကောင်မလေးကိုဆိုင်ငယ်ပေါ်တင်ပြီးတော့6ပတ်တာနောက်ရပ်ဘောက်ကို ကြောရလေကြောရလေ အမုံတွေပါတော့အစီတို့တွေရောအကုန်လျှောက်ဝယ်တာ ကိုဖေးကကြောစရာတော့အဲ့ဒါ အဲ့ဒါပဲရှိတာကျန်တာတွေဆို မပိုက်ဆိုင်နိုင်တာသူကရှိတယ် အဲ့လိုရှိတယ် အဲ့ဒါပဲတာရင်ရတယ် ဒါပေမဲ့ နော် အဲ့ဒါပဲကွာကျန်တာက तू ကလုံးဝမမှန်နေဘူး အဲ့လိုဒီလိုလေးတာ တော့အထက်တွေလာနေမှာ ဒါလေးတာနေတော့အေးဘလူးလို့ဘလူး တော့တက်တွေလာနေ နောက်ခါကြလို့ရှိရင်အဲ့လိုဘာမှကြွားစရာမလိုအောင်လို့အင်ကြီးပါပဲဖြစ်ဖြစ် ဟုတ်တယ်ကောင်မလေး ပုံနဲ့လှုပ်လို့ရတယ်နော် အဲ့ဒါကြောင့်ငါတာတိုင်းဖြစ်သွားမှာ ဒါရဖိုင်ကဲ လောက်ကြီးကြောင်လဲ ဒီနားမှာပါစီးလာပြီးတော့တဲ့မလားလိုမျိုး အကျဆိုသူတယောက်ပဲ ဒီနေ့သူတော်တော်ဆုံးနေတာ ဟိုမှာနောက်ဆိုတော့နှစ်ဖက်မှာတန်တန်ဆိုပြီးအဲ့လို ကျနာတည်ရနေပြီး ပါပြီတာပြီရောက်ကြီးပါလိုက်တာရေ ဟာတော့ ruffle ရဲ့ တကယ် ဟောလိုက်တာ လုံးပြရလားဒီတဲ့နဲ့ဖြစ်ချင် လိုက်တယ်ဒီတော့ပိုးသူဖြစ်တော့မယ်ဆိုတော့တကယ် ခက်တိနိုင်ခက်တိနိုင်ဟုတ်နေနော် ဒီကစီ ဟဲ့ဒီမှာလေဟမ် စီတေချာစီလေတေချာစီလေ အာမနောနော်အော်ဒီမိုင်မနောရအောင်နော် စုံစမ်းအော်ရောက်ရီအဲ့ဒါရှုံးသွားပါပြီ ခါပဲရှိသေးတယ်မြတ်စွာ အာဘာလို့ 3ယောက်ကဘယ်လိုမျိုးဆိုတရိပ်ပါတော့ မသိကြာပြီခဏလိုက် တက်နိုင်ပါဘူးကဲဘာလိုက်ရမလဲတရားပါ ခုပဲရှိသေးတယ် ကြာပြီကွန်ပလိမ့်နဲ့3ယောက်ပြသွားပြီဒီမှာ3ယောက်ပြသွားပြီမဲ ဟုတ်တယ်အကိုတို့နှစ်ယောက်ထပ်ချပြီးတော့နိုင်တဲ့သူကထွက်ရှုံးတဲ့သူကဂျောင်းနဲ့ပြန်ချမှာလေ တရားအခုကတရားဝဲရှိတာ ရူးစစ်ကြီးရူးစစ်ကြီး ရောက်လေ မမဲဘာလို့တရိပ်မရှိဘူးလေဒီ ကြာပြီမရဘူးကြာပြီ ကြာပါကြာပါ ဟုတ်တယ်ဟုတ်တာပဲဗော ပိုတူဂီအိမ်နဲ့ကဘာပလန်နဲ့ကဲ ဟုတ်တယ်ရရချေရ ဆိုရမှာတော့လည်းရှင်းရတော့မြန်မာရှင်းလေးဖြစ်သွားတယ် ကဲရောဘာချင်းဆောင်ပါပဲမနောတချင်း ငါတို့ချင်း တော့ရှင်းလေးကြိုက်တဲ့ချင်းစု မနောတချင်းလေဟာအဲကြာသူတချင်းတွေပေါ့အဲ့ဒါဘယ်ဘာလို့ရတယ်လဲဆိုကိုရဲနေရတဲ့တချင်းတွေစား โอเคရသူအချင်းလေး အချင်းပဲအချင်းပဲ တိုင်းခါဆိုင်နေဝင်တီးပဲ ဟာပါရမီရမေးရ အဒီကမှာ โอเคကြောက်ရွေးကြောက်ရွေးရွှေမလေးပဲရရိုင်းမသိရ ဟေး ဒါက viewer ကြည့်လိုက် ပြပါမရတော့ ဩတကြောင်နဲ့တော့အဆင်မပြေဘူးလေ မရတော့ထိုင်တယ်အဲ့ဒါဆိုလေ စားသားကြည့်လိုက် ကဲမှာစားသားသွားရှာ ကြည့်လိုက်ရတယ်ဒီကပဖမအပြည့်ဝင်ဖို့ပဲ ရတယ်ဒါမျိုးဆိုတိတ်ပါရမီပြေးမေးကြလား ဟုတ်တယ်2ယောက်တော့ဟိုကအိမ်ရောက်တော့ဆရာတော့ထွက်သွားတာ တကယ်သွားကြည့်ရရတယ် အဲ့လိုမျိုးမန်တဲကိုမချိုးချပါနဲ့ဟောရပြီ ရပြီနော် ရပြီခဏလေးရှိုးလိုက်နော်ခါဝတ်တမိုးဆက်တွေညိုချီစားရဒီချင်းဆုံးမြဲငါသေးရကကို ခွေရတယ်နော် တရီတာလေးလည်းပါတယ်မနှောတဲ့မိုက်အောင် ဟောရကြောက်ရွေးရွှေမိုးလေးရွာလိုက်မစီရနေလက်ကင်းနေတဲ့မှာပြောခဲ့ ဟဲ့ဆိုင်မှာဝါ ချင်းစိုးကြောက်ရွေးမိုးဆက်တွေမင်းကိုနေမလားလေ အဒီကကွန်ဂျူရင်ကားတွေပါလေခါလာရွတ်နေလို့တက်ပါတရေတွေကိုခါလာရွတ်နေလို့ ဒီလိုနီးလို့ ဒါကိုမမြင် ကောင်းပါလေ ချင်းမဟုတ်တော့ရင်းနှီးရတဲ့ချင်းဆို ဩကြာပြီတချင်းကိုကြာပြီဆိုတာ ရပြီမဟုတ်စောစော ရလောက်နားလေပါပြီပြိတ္တတွေလည်း ပါရမီဖြည့်ချင်တာ စားလိုက်ပါတော့ ညပြိတ္တတွေလည်းနားလေပါ နောက်တော့ကဲဆိုတော့ဒီနေ့ရဲ့ဂျာဘရိုရဲ့ပေါ့နော်ဒါအင်္ဂလန်နဲ့ဒါခွေးရှာပွဲစဉ်တွေကတော့ပြီးဆုံးလို့သွားရပဲဖြစ်ပါတယ်ဒီနေ့မှာဂျာဘရိုအင်္ဂလန်တော့4-2ဆိုရရလဲနေတော့နိုင်ရရှိသွားပြီဆိုတော့နောက်ထပ်လည်းဂျာဘရိုဒီ World Cup ပွဲစဉ်တွေအများကြီးကြီးကောင်းတဲ့ပွဲစဉ်တွေကျန်နေပါသေးတယ်အဲ့တော့ဂျာဘရိုနဲ့တူလဲပေါ့နော်လာပြီးတော့ watch long လာကြည့်စင်တယ်ဆိုလို့ရှိရင်လည်းဂျာဘရိုရဲ့ channel လေးတွေကို subscribe လုပ်ထားလို့ရပါတယ်ဒီနေ့ကတော့ဒါတက်ဆက်ပေးသွားတဲ့တဲ့အနေနဲ့ကတော့ဒီမှာကြာပြီပါ ဒီမှာတော့တဲကိုပါ ကိုပြေးပါ ကိုဆွဲပါဟောဟာတော့ တော့ပါတော့ပဲ တော့နေရင်စားနေတာကိုမြဲပါတော့ကိုဆွဲပါဗောကဲ ကဲတော့နေ့ရတော့လောက်ပဲပေါ့နော်ဒါဒီလောက်နဲ့ပဲဂျာဘရိုရနာလိုက်ပဲပေါ့နော်နောက်ဖက်တွေမှာတကယ်ကိုကောင်းတဲ့ပွဲစဉ်တွေဒီလိုမျိုးအငင်းခုံလေးတွေခေကြီးဆော်ရင်ဒီလိုပါလေး watch long လောက်ရမှာဆိုတော့ဒါပေးဖို့အတွက်ဖိတ်ခေါ် ဖိတ်ခေါ်လိုက်ပါတယ် ဟုတ်ကဲ့ပါ